ရူနဲ့မာလီခင်ကမထိုးတော့နီးပြတွေကကျိုးဝိုင်းထဲထိဝင်ပြီးတော့တက်ထိုးခဲ့ကြတဲ့ပွဲတိုက်ခိုက်ရာကစားစီစဉ်တွေကိုတင်ဆက်ပေးနေတဲ့ Case Site ဂျာနယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်135 154ရဲ့ The Inner Circle ကောင်တွဲဆိုင်ဖြစ် Heavyweight MMA ကမ္ဘာချန်ပီယံကပတ်လူပွဲကိုကျင်းပခဲ့တာပါSenegal Fighter Ru ကရုရှား Fighter မာလီခင်ရဲ့ချန်ပီယံကပတ်စိန်ခေါ်မှုကိုကာကွယ်ခဲ့ရတဲ့ပွဲပါဒီနှစ်ယောက်ကစောပိုင်းနေ့ကလေးကပွဲတီထားပြီးမြဲရူတယောက်ကာမတော်ဆမှုဖြစ်ခဲ့လို့ပွဲရက်ကိုရွှေ့ဆိုင်းလိုက်ရတာပါ Face Off မှာကလေးကဒီ Fighter နှစ်ဦးကထိုးမယ်ကြိတ်မယ်တကယ်လုံးနေခဲ့ကြတာပါလုံခြုံရေးအင်အားနဲ့ကိုဝင်ဆွဲခဲ့ရတာပါဒါပေမဲ့ကျိုးဝိုင်းထဲမှာတော့သူတို့မဟုတ်တလို့ပါပဲတော်လေးကိုပြင်းစရာကောင်းတဲ့ချန်ပီယံကပတ်လူပွဲတစ်ပွဲကိုကြည့်ခဲ့ရတာပါနှစ်ယောက်လုံးကရဲစွန်မထိုးဘဲနဲ့ဂျောင်းမာကပ်ပြီးတော့ညနေချင်းဆိုင်နေကြတာပါချန်ပီယံရူကပိုဆိုးပါလေကျိုးဝိုင်းလေကိုခေါ်တာတောင်မလာဘဲနဲ့သူ့ရဲ့နေတောင်းမှာပဲကပ်ပြီးတော့မာလီခင်ကိုရင်ဆိုင်နေခဲ့တာပါပထမ3ချီမှာတော့သူထိုးလိုက်ကိုထိုးလိုက်နဲ့အမှတ်ယူကြတာပါဘယ်သူကမှအသာကြီးတာနေတာမျိုးတော့မဟုတ်ပါဘူးရုပ်ထားချီမှာတော့မာလီခင်ရဲ့အားပါတဲ့လက်သီးကရူကိုအရှိုက်ထီသွားခဲ့တာပါကျိုးဝိုင်းတောင်လေးမှာရုပ်ကြိုးပြတ်ဖြစ်သွားတဲ့ရူကိုမာလီခင်ကလက်သီးချက်တွေပွဲသိမ်းလိုက်ပါတယ်ဒီလိုနဲ့ပဲမာလီခင်က Heavyweight MMA ချန်ပီယံကပတ်ကိုပြန်ယူနိုင်ခဲ့တာပါပွဲရဒီမှာလည်းမပြီးသွားသေးပါဘူးကျိုးဝိုင်းတိုင် Olivia Cost ကဝင်တားပြီးတာတောင်မှမာလီခင်ကရူကိုကန်ခဲ့လို့မာလီခင်နဲ့ရူနီးပြအဖွဲ့တွေစကားများကြပါတယ်ဒီချိန်မှာပဲမာလီခင်ရဲ့တိုင်ကမွေထိုင်းကနီးပြတွေကရူရဲ့အဖွဲ့တွေကိုဝင်ထိုးလို့ရုံရင်ဆန်ခတ်တွေဖြစ်ကုန်ပြီးတော့ဒိုင်းနေလုံခြုံရေးတွေနဲ့ကိုတားဆီးခဲ့ရတာပါရူကိုမကြေပွဲမှာနိုင်ယူပြီးတော့ဝေတန်း3ရက်ချန်ပီယံဖြစ်လာခဲ့တဲ့မာလီခင်ကအသက်38နှစ်မှာပဲဂျိုဝိုင်းနေကနေပြီးတိုင်ထွက်ခွာပြီးအနားယူကြောင်းကြေညာသွားခဲ့တာပါဒီကနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရတိုက်ခိုက်ရေးအားကစားသတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ video တွေကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ